စကားတွေငါတခုမှမပြောခဲ့တာလေနဲ့သိပါပဲဟန်ဆောင်အလားတွေငါတခုမှမပြခဲ့ရလေနဲ့သိပါပဲနေချင်ရင်ကိုယ်တဘောနဲ့နေချင်ရင်တော့ပေါ်မတားပါဘူးလူဆိုတာကိုကြောင်းတဲ့ကိုနေရတိုင်းတယောက်ချိုင်မလိုက်နိုင်ဘူးတခါငိုရရင်တခါမကားပြုံးခဲ့ဘူးလားလေမမေ့လိုက်နဲ့အောင်အချိန်ရှိသေးတယ်နောက်ဆုံးတော့မစခင်မှာစဉ်းစားပါအောင်နေချင်ရင်နေလိုက်ကြရောမနေချင်ရင်တော့ပေါ်မတားပါဘူးလူဆိုတာမနာခဲ့ပါနေရတိုင်းတော့ရှော့မပေးနိုင်လေရာတွေ့ရင်ပိုခတ်တဲ့ချာဘဝတွေကိုငဲ့ကြည့်ပါအောင်လိုစန္ဒတွေမပြေလို့မောမဖက်ခင်မှာစဉ်းစားပါအောင်နေချင်ရင်ကိုယ်တည်နေနေမနေချင်ရင်တော့ပေါ်မတားပါဘူးလူဆိုတာသူဆောင်တော့လားရာတိုင်းတော့မပေးနိုင်ဟိုဘအင်္ဂါညာတိုင်းစာချဲကြီးချက်တဲ့ဆယ်တန်းချောင်းသူကိုကျွန်တော်တို့ဘွဲကချစ်စနိုးလေးနဲ့ radio ကမာရွလုံးမဲ့ထားတယ် Oh radio ကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ် Oh radio ကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ်အားလုံးမင်္ဂလာကြလေးပါအခုလိုမျိုးမချိုလာပြီးဖြုံပြီးကိုရအတွက်ရန်လေးကျေးဇူးတင်လို့ရန်လေးအော်နာဖြစ်ပါတယ်မချိုဒီချင်းကိုယုံကြည်ပြီးတော့ဒီလိုမျိုးပဲဆရာမျိုးပေါ့လေဒီနေ့ဒီမှာလေအားလုံးပဲမင်္ဂလာကြလေးပါစပီလာရှောင်းရင်တစ်ခါပတင်ဝါကဖြက်လာဆောင်ကြည့်သူရဲ့ကိုလိုရှိလို့နောက်ဆက်ဖြစ်ရင်လာတဲ့ရဲ့တမ်းမို့ခွင့်လို့ခွဲ Oh radio ကမာရွရဲ့စိတ်ဆိုးလိုက်တဲ့ခွဲစားရမချက်နိုင်ရင်ဝါ
ပြောရပါရှင်မိသူတိုင်းလည်းချက်ချင်းမခံခဲ့ရပါမတည်သေးတဲ့ဒီလောကရဲ့ချာအချစ်ဆိုတာလိုအပ်ချက်ကူနေတာခိုင်မာမြင်လို့လေတွေ့တဲ့အခါလည်းမမအောင်မဘူးပြောတာခံမလို့မရကောင်းတဲ့ချင်ရအချစ်ဆိုတာလိုအပ်ချက်ကူကဲအလုံးအပြောင်းလဲရှင်တွေတွေ့ခဲ့ဘူးလားလေခါကနောက်ဆုံးတော့ဟိုတာချမ်းသေးပါကိုယ်ကမာတော့ချစ်စစ်ဆိုတာလေထောက်တဲ့ပေးစရာတဲ့နာယုံကြည်လို့နဲ့ဒီချစ်မှာဘဝတစ်ခုကိုရင်းနေမိနေတဲ့စားလာအနိုင်ရှုံးတော့ကိုယ်လည်းမသိသေးပါအချစ်ဆိုတာလိုအပ်ချက်ကူပြောချင်လိုက်လဲမပြောရပါရှင်မိသူတိုင်းလည်းချက်ချင်းမခံခဲ့ရပါမတည်သေးတဲ့ဒီလောကရဲ့ခါအချစ်ဆိုတာလိုအပ်ချက်ကူနေတာခိုင်မာမြင်လို့လေတွေ့တဲ့အခါလည်းမမအောင်မဘူးပြောတာခံမလို့မရကောင်းတဲ့ချင်ရအချစ်ဆိုတာလိုအပ်ချက်ကူအပြောင်းလဲရှင်တွေတွေ့ခဲ့ဘူးလားလေခါကနောက်ဆုံးတော့ဟိုတာချမ်းခဲ့ပါကိုယ်ကမာတော့ချစ်စစ်ဆိုတာလေထောက်တဲ့ပေးစရာတဲ့နာယုံကြည်လို့နဲ့ဒီချစ်မှာဘဝတစ်ခုကိုရင်းနေမိနေတဲ့စားလာအနိုင်ရှုံးတော့ကိုယ်လည်းမသိသေးပါအချစ်ဆိုတာလိုအပ်ချက်ကူတစ်ခါတော့အပြုံးနဲ့ရှင်တွေနိုင်ခဲ့ဘူးလားလေခါကကိုယ်တည်းမှာတော့ချစ်စစ်ဆိုတာ